Hello မင်္ဂလာခင်ဗျာဒီကကျတော့ Hijet 2008ကျွန်တော် AC Power 4 wheel လေးပါနော်ဟုတ်ကဲ့ပါခင်ဗျာ AC Power 4 wheel လေးပါဟုတ်ကဲ့နော်ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်တို့အထဲထဲဝင်ပြမယ်နော်ဟုတ်ကဲ့ပါခင်ဗျာဒီမှာနော်ဒီကောင် Yogi ပါပဲကီလိုကတော့9000ဝဲဝင်းနေရှိမယ်ကျွန်တော်တို့နော်ဟုတ်ကဲ့ဒီကောင် AC နော်ဟုတ်ကဲ့ AC 4 wheel ပါခင်ဗျာနော် AC 4 wheel ဒီကောင် memory ရပါနော် AC 4 wheel memory ရပါဟုတ်ကဲ့ပါခင်ဗျာဒီကောင်က transfer လေးတော့မပါဘူးဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်ဖိနေအောင်အောက်လေးကျွန်တော်လှမ်းပြရမယ်နော်ဟုတ်ကဲ့ဒီမှာနော်ဖိနေအောင်အောက်လေးပါခင်2008ပါပဲသူ့ဟာနဲ့တော့သူတို့တတ်ပါတယ်ချက်ဆိုတော့အဲ့ဆိုရင်ကျွန်တော်တို့နောက်ကိုနည်းနည်းပြမယ်နော်ဟုတ်ကဲ့ပါခင်ကန်လေးရှိတယ်အဲ့ဆိုရင်ကျွန်တော်အောက်ဖက်ကိုထပ်ပြပေးဟုတ်ကဲ့ပါချင်းကြီးကိုဒီဆရာကြည့်လို့ရမှာနော်ဟုတ်ကဲ့ပါခင်ဟုတ်ကဲ့ပါခင်နောက်ဖက်ကိုပြပေးရပါနော်ဟုတ်ကဲ့ပါနောက်ဖက်လို့ကျွန်တော်ပြပေးတော့ခင်ဟုတ်ကဲ့ပါကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခင်